ကျေးရွာကြီးဟာရှီလျာလာတော့ကာလကလေးကငါးမန်းဆိုးတကောင်ဤတန်ခတ်မှုကိုခံနေရပြီးကျေးရွာသားများကမန်းတိုက်သမားတအူးကိုအကူအညီတောင်းခဲ့ကြသည်သို့တော်ထိုနေ့တွင်မန်းတိုက်သမားသည်မန်းနေငင်းသည့်ဂါထာများရွတ်ဖတ်နေစဉ်ဝူခုံနှင့်အပေါင်းအပါများမတော်တဆကျေးရွာပေါ်မှဖြတ်ပြန်တန်းရင်းကျေးရွာထဲသို့ပြင်းထန်စွာကျဆင်းလာခဲ့ကြသည်ကျေးရွာသားများမြင်သည်နှင့်ကောင်းကင်ဘုံမှနတ်ဖျားများကြွဆင်းလာသည်ဟုထင်မှတ်ကာအားလုံးဒူးထောက်ကိုးကွယ်ကြသည်သို့တော်ဝူခုံ၏မျက်နှာကိုမြင်ရသည်နှင့်ချက်ချင်းထိတ်လန့်သွားပြီးမြောက်ရိုင်းမှန်းဖြစ်လာပြီးဟုပင်ကြိမ်ဆဲကြသည်ဝူခုံအရေထွက်သွားသည်သူသည်မြောက်ရိုင်းဟုခေါ်ဆိုခြင်းကိုအထူးပင်မုန်းတီးနေသည်ဤအခြေအနေကိုမြင်သောအန်နာဝင်ရောက်ဆွတ်ဖက်ကသူ့ကိုထိမ့်သိမ့်ပေးသည်ထိုမှသာဝူခုံသည်သူ၏ဒေါသကိုအတင်းချုပ်တီးထားနိုင်ခဲ့သည်ထိုအခိုက်မန်းတိုက်သမားသည်သူ၏စစ်မှန်သောလက္ခဏာကိုထုတ်ဖော်ပြသည်သူသည်အမှန်စင်စစ်ဘာကြီးဖြစ်နေသည်ဝူခုံပေါ်ထွန်းလာသည်ကိုမြင်သောအခါဘာကြီးဝမ်းသာအားရဖြစ်သွားသည်အကြောင်းမှာသူသည်ငါးမန်းဆိုးနှင့်ရှင်ပြိုင်နိုင်စွမ်းလုံးဝမရှိဘဲထမင်းစားရေတောက်လာရောက်လိမ့်လေယုံသာဖြစ်နေသောကြောင့်တည်းဘာကြီးသည်ကျေးရွာသားများကိုစိတ်ချမ်းသာစေရန်မန်းကိုဖမ်းမိအလုပ်သည်ဝူခုံပေါ်ထားရှိပါစေဟုပြောလိုက်သည်သို့တော်ဝူခုံသည်ထိုစကားကိုကြားသည်နှင့်ချက်ချင်းပင်ငင်းပယ်လိုက်သည်ဘာကြီးမှာအားရပါရရေယုံသာရှိပြီးဝူခုံကိုအခန်းတစ်ခုအတွင်းသို့ဆွဲခေါ်ကာစကားစမြည်ပြောဆိုသည်ဘာကြီးမသိရှိခဲ့သည်မှာဝူခုံ၏စွမ်းအားများပိတ်ပင်ခံထားရပြီဖြစ်သည်ဝူခုံကိုယ်တိုင်ပင်ငါးမန်းဆိုးကိုအနိုင်ယူနိုင်မည်မဟုတ်ဟုတန်တရားရှိနေခြင်းပင်ဖြစ်သည်ထို့ကြောင့်ဝူခုံသည်အကြောင်းရင်းမဲ့စွာစင်ကြေပေးကာထပ်မံငင်းပယ်လိုက်ပြန်သည်သို့တော်ဝူခုံအပြင်ဘက်သို့ခြေလန်းထုတ်လိုက်သည်နှင့်ကျေးရွာသားအလုံးတကားနာတွင်ရက်နေသည်ကိုတွေ့လိုက်ရသည်ရင်းတို့သည်မိမိတို့ပိုင်ဆိုင်သမျှထဲမှတန်ဖိုးအရှိဆုံးပစ္စည်းများကိုထုတ်ယူပြီးဝူခုံအားမေတ္တာရက်ခံကြသည်ကျေးရွာသားတို့၏ရိုးသားဖြူစင်မှုကိုမြင်တွေ့ရသောအခါဝူခုံ၏နှလုံးသားပျော်ခဲ့ရသည်သို့တော်သူ့တွင်လက်နက်မရှိသေးသဖြင့်ကူညီနိုင်စွမ်းမရှိဟုဆိုပြန်သည်ထိုစကားကိုကြားသောဘာကြီးပြောရမိသည်လက်နက်ကရိယာမှာပြဿနာမဟုတ်ဟုဆိုကာကျေးရွာတွင်ရှိတန်တယ်များအလုံးကိုစုဆောင်းစေပြီးဝူခုံအတွက်အလွန်လေးလံသောတန်တုတ်ကြီးတစ်ချောင်းကိုကျုပ်လုပ်ပေးလိုက်သည်လူ9ယောက်တွဲ၍တဲဆောင်လာရသောထိုတန်တုတ်ကြီးကိုဝူခုံကတလက်ထဲဖြင့်မတင်လိုက်သည်ထို့နောက်ဝူခုံသည်မြစ်တို့တကိုယ်တော်သွားရောက်ကကိုယ်တိုင်ငါးမန်းဆိုးကိုဆွဲဆောင်ရန်ဟင်းလင်းပြင်ဖြစ်အသုံးပြုသည်ရေထဲမှငါးမန်းဆိုးကိုဆွဲထုတ်ပြီးကမ်းပေါ်သို့တဟုန်ထိုးရိုက်ချလိုက်သည်ရေမရှိဘဲငါးမန်းဆိုးသည်နောက်ဆုံးတွင်မူလငါးကြီးအတွင်သို့ပြန်လည်ရောက်ရှိသွားလေသည်